မင်္ဂလာပါရှင်နှစ်တစ်ကူမင်္ဂလာအခါသမယနှစ်တစ်စံတရနေ့လေးမှာမိတ်ဆွေတို့လူတွေတိုင်းဒီအိမ်တိုင်းဒီအိမ်တွေကိုတန်ရှင်းရေးတွေလုပ်ပြီးကြမယ်လက်လာပါတက်တွေဝင်လာဖို့ရန်အတွက်အိမ်တန်ရှင်းမယ်ပြီးတော့လက်လာပါတွေဝင်ဖို့ရန်အတွက်ကောင်းခြင်းမင်္ဂလာဖျားတွေလုပ်ကြမယ်လို့ကျမအနေနဲ့ယုံကြည်ပါတယ်အဲ့ဒီခါကျတော့နှစ်တစ်ကူပြီးဆိုတော့ခါကျတော့ကျမကမေတ္တာလက်ဆောင်မှုစကားလေးတွေပြောချင်ပါတယ်အဲ့ဒီခါကျတော့အခုကြည့်နေတဲ့လူတွေတိုင်းဒီကျမကအစပေါ့နော်လူတွေတိုင်းဒီချမ်းသာခြင်းကြမှာတော့တကယ်ပါပေါ့နော်လူတိုင်းကချမ်းသာခြင်းကြပါတယ်ကျမလည်းချမ်းသာခြင်းနဲ့မိတ်ဆွေတို့လည်းချမ်းသာခြင်းကြမှာပဲဖြစ်တယ်အဲ့ဒီခါကျတော့ကျမတို့တွေကချမ်းသာခြင်းတွေဆိုဘာလုပ်ကြမလဲအဓိကပေါ့နော်ကျမတို့စိတ်နှလုံးသားလေးတွေကနေချမ်းသာခြင်းဓာတ်တွေကိုအမှန်တကယ်ခံစားတတ်ဖို့ပဲလိုတာပါအဲ့တော့လူတွေကစီးစိမ်ချမ်းသာတွေကိုရဖို့ဆိုတာကကျမတို့လူတဦးချင်းစီတိုင်းရဲ့စိတ်ရဲ့ချမ်းသာခြင်းနဲ့သက်ဆိုင်နေတယ်ဆိုတာကိုတကယ်သိစေချင်ပါတယ်တကယ်တမ်းခါကြတော့ကျမတို့နှလုံးသားလေးကအေးချမ်းနဲ့ငြိမ်းချမ်းလေးနဲ့ပေါ်ကျွယ်ဝခြင်းဓာတ်တွေကိုအမှန်တကယ်ယူဆောင်တတ်ဖို့လိုပါတယ်ဘယ်လိုလဲဆိုတော့ကျမတို့မှာအစ်ဘယ်လိုပြောမလဲအရင်ကြီးစင်မပြေနေသေးဘူးဆိုရင်အရင်ကြီးစင်မပြေဘူးဒါပေမဲ့ကျမတို့ရဲ့နှလုံးသားထဲမှာတော့အမြဲတမ်းကိုယ်ကအဆင်ပြေတယ်ဆိုတဲ့စိတ်နှလုံးသားလေးကိုအမြဲတမ်းခံစားတတ်ဖို့လိုပါတယ်စိတ်အေးချမ်းဖို့ပြောပြတာပေါ့နော်စိတ်အေးချမ်းဖို့လိုတယ်စိတ်ငြိမ်ချမ်းဖို့လိုတယ်စိတ်ပူပန်မှုတွေတောကတွေညှဉ်းညူခြင်းတွေပြစ်တင်တာတွေအဲ့ဒါတွေကကြတော့ negative energy တွေလို့လည်းပြောတယ်ပြီးတော့ frequency အနေနဲ့ဆိုရင် low frequency လို့ခေါ်တယ်frequency မကောင်းပေါ့ကြိမ်နှုန်းမကောင်းပေါ့အဲ့တော့ကိုကအဲ့လိုမျိုးတွေမဟုတ်ဘဲနဲ့တကယ်ကိုစိတ်ကလေးကငြိမ်းချမ်းနေတယ်အေးချမ်းနေတယ်ကို့မှာရှိတဲ့အရာလေးတွေကိုနဲ့ကိုကလုံလောက်နေတယ်လို့ခံစားရတယ်ကိုအရာပေါ်မှာတင်းနဲ့ရောင်ရဲနိုင်တဲ့စွမ်းရည်ရှိတယ်နော်ကို့မှာရှိနေတဲ့ကံကောင်းခြင်းလေးတွေကိုတစ်ခုချင်းစီကိုလိုက်ကြည့်ပြီးတော့ခါကြတော့ကိုကတကယ်ကံကောင်းတဲ့သူတရားကို့မှာအရာအလုံးဟာပြည့်စုံပြီးသားကို့မှာရှိတဲ့အရာတွေကကိုယ့်အတွက်တကယ်လုံလောက်ပြီးသားလို့ခံစားတဲ့နှလုံးသားလေးချိန်နှုန်းအနေနဲ့ပြောမယ်ဆိုအဲ့ဒါ high frequency လို့ခေါ်တယ်မြင့်မားတဲ့ frequency အဲ့ဒီခါကျတော့အဲ့ဒီလိုမျိုးစိတ်နှလုံးသားတဲ့ကအေးချမ်းငြိမ်းချမ်းနဲ့ကိုဖြစ်တည်နေမှုလေးတွေကိုကျေနပ်နေခြင်းကတကယ်ကိုမြင့်မားတဲ့စွမ်းအင်ရဲ့ကိုမှဖြစ်နေစေတာအဲ့ဒီမြင့်မားတဲ့စွမ်းအင်ကပဲကျမတို့ရဲ့ဘဝတွေထဲမှာလက်လာပါတွေပေါ်များခြင်းငွေကြေးရှာဖွေရတာလွယ်ကူခြင်းမိသားစုတွေအေးချမ်းသာယာခြင်းလုပ်ငန်းဆောင်တာအောင်မြင်ခြင်းအပြစ်မှာလည်းလှုပ်ဆောင်လူမှုဆက်ဆံရေးပိုင်းမှာအောင်မြင်ခြင်းဒီအောင်မြင်ခြင်းတွေရတာပါဒါကြောင့်မို့ချမ်းသာဖို့ဆိုတာနှလုံးသား